အခုပြောပြမယ့်အကြောင်းအရာတွေဟာတကယ်ဖြစ်ပျက်တွေပါ1922ခုနှစ်မှာ Lewis Lawless ဟာအမေရိကန်နိုင်ငံနယူးယောက်မြို့လယ်ကနေမိုင်30အကွာမှာရှိတဲ့ဆင်းဆင်းအကျဉ်းထောင်ရဲ့ထောင်မှန်ကြီးဖြစ်လာခဲ့ပါတယ်အဲ့ဒီချိန်ကဆင်းဆင်းအကျဉ်းထောင်ဟာအမေရိကန်နိုင်ငံမှာရှိကြတဲ့အကျဉ်းထောင်တွေထဲမှာစီကံအတင်းကျပ်ဆုံးနဲ့ရက်ဆက်ဆုံးအကျဉ်းထောင်လို့နာမည်ကြီးနေပါတယ်ထောင်ထဲမှာလူသတ်မှုမဒိမ်းမှုဓမြမှုစတဲ့ရာဇဝတ်မှုအကြီးကြီးတွေကိုကျူးလွန်ခဲ့ကြတဲ့ရာဇဝတ်သားတွေကိုပဲထိမ့်သိမ်းထားပါတယ်ဆင်းဆင်းအကျဉ်းထောင်ဟာနောက်အနည်း20အကြာမှာအကျဉ်းသားတွေကိုပြုပြင်ပြောင်းလဲဌာနအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီနေရာမှာထောင်သားတွေဖြစ်နေကြပေမဲ့ထောင်နဲ့မတူတော့ပါဘူးစာကြည့်တိုက်ရှိတယ် baseball basketball စတဲ့အားကစားကွင်းတွေရှိရတယ်ဖျားရှိကိုကျောင်းလေးတစ်ခုနဲ့ဆမင်ညက်ဆိုင်ရှိတယ်ထောင်ထဲမှာအကျဉ်းသားတွေကိုအားကစားအသင်းတွေဖွဲ့ခင်ပေးခဲ့ပြီးအားကစားပြိုင်ပွဲတွေလုပ်ပေးတယ်ပြင်ပကဆရာတွေခေါ်ပြီးထောင်သားတွေကိုစာသင်ပေးတယ်ထောင်ထဲမှာစီကံဖောက်တဲ့အကျဉ်းသားတွေကိုအရင်လိုရဲရဲဆက်ဆက်အပြစ်မပေးတော့ဘဲဖြောင်းဖျနားချတယ်ထောင်သားတွေရဲ့အခန်းတွေကိုတော့မခတ်တော့ဘူးတဖြည်းဖြည်းနဲ့ဆင်းဆင်းကျင်းအောင်ဟာရာဇဝတ်သားတွေကိုပြည့်ပြင်ဆုံးမတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်အခုလိုပြောင်းလဲသွားတာဟာထောင်မှန်ကြီးလူဝက်ရဲ့အားထုတ်ကြိုးပမ်းမှုကြောင့်ဖြစ်လာပါတယ်အဲလိုပြောင်းလဲခဲ့ရတဲ့အကြောင်းကိုသတင်းတောက်တွေကမေးကြတဲ့အခါမှာလူဝစ်ကကျွန်တော်ဆင်းဆင်းထောင်ကိုပြောင်းလဲပေးလိုက်တာအဆောက်အဦအသစ်တွေဆောက်ပေးတာနဲ့ထောင်စနစ်ပြောင်းတာကိုပဲလုပ်ပေးခဲ့ပါတယ်အကျဉ်းသားတွေရဲ့စိတ်ဓာတ်ကိုပြောင်းလဲပေးခဲ့သူကကွယ်လွန်သွားတဲ့ကျွန်တော်ဇနီးကတ်သရင်လောဝက်ပါလို့ပြောပြပါတယ်တယောက်ကြားလူဝစ်ထောင်မှန်ကြီးဖြစ်လာချိန်မှာကတ်သရင်ဟာကလေး3ယောက်မိခင်အမျိုးသမီးတစ်ယောက်ပါသူရဲ့ဆွေမျိုးအပေါင်းအသင်းတွေကသူ့ကိုတယောက်ကြားအလုပ်နေတဲ့ထောင်မှာရက်ဆက်ကြမ်းကြုတ်တဲ့အကျဉ်းသားတွေရှိနေကြလို့အန်ဒီရဲ့များလုံးတယ်ထောင်ထဲကိုဘယ်တော့မှမသွားကြနဲ့လို့ပြောကြတယ်ဒါပေမဲ့ကတ်သရင်ကတော့သူတို့စကားကိုနားမထောင်ပါဘူးထောင်ထဲကအားကစားခန်းမှာပထမဆုံးအချိန်ကျင်းပတဲ့အကျဉ်းသားတွေရဲ့ဘတ်စကက်ဘောပြိုင်ပွဲကိုကတ်သရင်ဟာသူကလေး3ယောက်နဲ့တွားပြီးထောင်သားတွေနဲ့တူခုံတန်းမှာထိုင်ပြီးကြည့်ရှုအားပေးခဲ့ကြတယ်သူစိတ်ထဲမှာကျမယောက်ျားနဲ့ကျမတို့ဟာသူတို့ကိုမိဘတဲ့ပဲအုပ်ထိန်နေကြလို့သူတို့တွေကျမတို့ကိုဒုက္ခပေးမှမဟုတ်ပါဘူးဒါကြောင့်ဘာမှဆွေးနွေးရမလိုပါဘူးလို့ယုံကြည်နေတယ်နောက်ပိုင်းမှာသူကထောင်ထဲကိုမကြမကြာသွားပြီးထောင်သားတွေနဲ့တွေ့တယ်စကားပြောဖြစ်တယ်တခါမှကတ်သရင်ဟာလူသတ်မှုကျူးလွန်ထားပြီးမျက်စိမမြင်တဲ့အကျဉ်းသားတယောက်နဲ့စကားပြောနေတယ်ကတ်သရင်ကထောင်သားရဲ့လက်ကိုကန်ပြီးအားပေးစကားပြောရင်ခုလိုမေးလိုက်တယ်ရှင်ရှေ့စပီးယားဝတ္ထုတွေဖတ်ဘူးသလားအကျဉ်းသားကရှေ့စပီးယားဆိုတာဘာတူလဲဗျပြန်မေးတယ်စကားပြောရင်းနဲ့သူဟာစံဖတ်တတ်ဘူးဆိုတာကိုကတ်သရင်သိလိုက်ရတယ်နောက်ပိုင်းမှာကတ်သရင်ဟာတပတ်တစ်ခါထောင်ထဲသွားပြီးမျက်မြင်တွေဖတ်တဲ့စာအုပ်တွေနဲ့မျက်မြင်အကျဉ်းသားတွေကိုစာဖတ်တာကိုသင်ပေးလိုက်တယ်စာဖတ်တတ်သွားကြတဲ့အကျဉ်းသားတွေဟာမျက်ရည်တွေကျပြီးကတ်သရင်ကိုခြေစွတင်ကြောင်းထထကပြောကြတယ်တခါမှလည်းကတ်သရင်ဟာဆွမ်းအားနာမကြားသူတွေတဲ့ဖွင့်ထားတဲ့အကြောင်းကိုတွားတက်ပြီးဆွမ်းအားနာမကြားသူတွေအချင်းချင်းလက်ဟန်နဲ့အချက်ပြဆက်သွယ်နည်းကိုတင်ယူလိုက်တယ်ပြီးတော့သူကအဲ့ဒီနည်းကိုဆွမ်းအားနာမကြားကြတဲ့အကျဉ်းသားတွေကိုပြန်လဲတင်ကြားပေးလိုက်လို့ဆွမ်းအားနာမကြားကြတဲ့အကျဉ်းသားတွေအချင်းချင်းဆက်သွယ်လာနိုင်ကြတယ်သူတို့အယံပြောသွားကြတယ်ကတ်သရင်ဟာတပတ်တစ်ခါထောင်ထဲကိုရောက်လာပြီးကျင်းသားတွေကိုအားပေးစကားပြောတယ်စောက်တွေဖတ်ပြတယ်ကျင်းသားတွေနဲ့ယဉ်နေပြီးကျင်းသားတွေရဲ့စိတ်ဓာတ်တွေပြောင်းလဲလာကြပြီးအရင်ကစိုးတန်းကြတဲ့သူတို့စိတ်တွေဟာခုတော့ထွေးပြေးနဲ့နူးညံ့ပျော့ပြောင်းလာကြတယ်သူတို့ဟာတပတ်တစ်ခါရောက်လာတတ်တဲ့ကတ်သရင်ကိုမျှော်နေကြတယ်သူရောက်လာရင်ကျင်းသားတွေအားလုံးပြောကြတယ်ကတ်သရင်ဟာသူတို့ရဲ့ကယ်တင်ရှင်ဂျေဇုရှင်မျှော်လင့်ချက်ဖြစ်နေပါတယ်ဒီနေ့မှာကတ်သရင်တယောက်ဟာရောက်လာရင်ကြအချိန်မှထောင်ကိုရောက်မလာဘူးထောင်မကြီးလိုဝစ်လည်းအလုံးမစင်းဘူးသူ့လက်ထောက်ထောင်မန်လေးကလိုဝစ်ကိုစားထောင်ကိစ္စတွေကိုစီမံခန့်ခွဲနေတယ်ကတ်သရင်ဟာလာနေကြရက်မှာထောင်ကိုရောက်မလာဘူးထောင်မကြီးလည်းအလုံးမစင်းဘူးဒါဆိုရင်တခုခုဖြစ်နေပြီဆိုတာကိုထောင်သားတွေချိန်မိလိုက်ကြတယ်မှန်ပါတယ်အဲ့ဒီနေ့မနေ့ကပဲကတ်သရင်ဟာဈေးတော်ရင်ကားတိုက်ခံလို့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ကတ်သရင်ရဲ့အလောင်းကိုဆင်းဆင်းထောင်နဲ့မိုင်ဝက်အကွာမှာရှိတဲ့ထောင်မကြီးလိုဝစ်တို့အိမ်မှာပြင်ထားပါတယ်နောက်တစ်နေ့မနက်မှာလက်ထောက်ထောင်မန်ကလေးဟာအလုတ်ဆင်းဖို့ထောင်ကိုရောက်လာတဲ့အခါမှာလိုင်းရွှေကြီးစီတန်းနေကြတဲ့ထောင်သားတွေကိုတွေ့လိုက်ရတယ်သူကထောင်ထဲမှာပြဿနာတစ်ခုဖြစ်နေပြီဆိုပြီးရုတ်တရက်စိုးရိမ်သွားတယ်သူထောင်ဝင်းထဲဝင်လာပြီးစီတန်းရနေကြတဲ့ထောင်သားတွေကိုအနီးကပ်ကြည့်လိုက်တဲ့အခါမှာအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့ထောင်သားတွေရဲ့မျက်နှာတွေမှာပြည့်တွေယိုစီးနေကြတာကိုတွေ့လိုက်ရတယ်သူတို့ကကတ်သရင်ကွယ်လွန်သွားလို့ဝမ်းနဲ့ပူဆွေးနေကြတာပါလက်ထောက်ထောင်မန်လေးကတန်းစီနေကြတဲ့ထောင်သားတွေကိုအခုလိုပြောလိုက်ပါတယ်โอเคမင်းတို့သွားလို့ရတယ်ဒါပေမဲ့ထောင်ကိုညနေ9 နာရီမတိုင်ခင်ပြန်လာကြဖို့တော့မမေ့ကြပါနဲ့တဲ့အကျဉ်းသားတွေလက်ရကြောဟာကွယ်လွန်သူကတ်သရင်ကိုနောက်ဆုံးအချိန်မြင်တွေ့ဖို့နဲ့သူ့အတွက်ဆူတောင်းပေးဖို့တန်းစီပြီးထောင်မကြီးအိမ်ကိုဖေးဖေးချင်းလမ်းလျှောက်သွားကြတယ်သူတို့ကိုစောင့်ကြည့်ထိန်ဖို့ထောင်ကအဆောင်တယောက်မှတောင်လိုက်ပါမသွားကြပါဘူးအဲ့ဒီနေ့ညနေ9 နာရီမထိုးခင်မှာထောင်သားတွေအားလုံးတယောက်မကြံထောင်ကိုပြန်ရောက်လာကြပါတယ်ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းလေးကတော့ဒီနေ့ပိုင်းပြီးဆုံးသွားပါတယ်နားဆင်ပြခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်